solar slide ကိုမှန်ဘလို့ခွာလဲလို့မေးများနေတဲ့အကူဒီကိုတွေများအားလုံးပေါ့ဆရာတွေများအားလုံးနဲ့မှားတာချင်းတော့ဒါတယောက်နဲ့တယောက်တော့ခွာနေတော့မတူဘူးပေါ့ဗျာကျွန်တော်ကတော့အရင်ဆုံးတင်တာလိုမယ်ဝါချမ်းအပြားလေးလိုမယ်ဂီတာကျိုးလေးတစ်ချောင်းလိုမယ်ဘေးပေါင်တွေကတော့ဒါငကိုသူကပဲ့လာတာပေါ့သူတို့ခွာတာမရလို့ကျွန်တော်စီကိုလာခွာခိုင်းတာပေါ့အရင်ဆုံးဝါချမ်းလေးနဲ့အရင်ရိုက်မှာပေါ့ဗျာနော်ဝါအချမ်းပလေးပါထားလိုက်ပါပြီးတော့တက်လေးပုံစံလေးရိုက်ပြီးတော့ဂီတာကျိုးလေးထည့်မယ်တောင်လေးရတင်တာကတော့အရင်ဆုံး10မိနစ်လောက်မခွာခင်ကတည်းကကြိုလောင်းထားပေါ့ဗျာနော်အဲ့ဒါပြီးတော့ကျွန်တော်အဲ့မှာပုံဗီဒီယိုမှာပြထားတဲ့အတိုင်းလေးဝါချမ်းလေးအသက်လေးကိုပလေးရိုက်လိုက်ဟိုဘက်တောင်းဒီဘက်တောင်းဂီတာကျိုးလေးထည့်လိုက်ချားလိုက်တော့ထည့်ပြီးဝါချမ်းလေးကိုနှုတ်လိုက်6လေးနဲ့ဟိုဘက်ဒီဘက်ညှက်ထားပေါ့ညှက်ပြီးကျိုးလေးကိုဆွဲလိုက်ဟိုဘက်ဒီဘက်ဘဲလဲညီအောင်လေးရောတဖြည်းဖြည်းဆွဲယူလိုက်အဲ့မှာဆွဲပြီးကျွန်တော်အဲ့မှာခွာပြထားခွာနေတဲ့ပုံလေးပေါ့နော်ဒါလေးကတော့တဖြည်းနဲ့တော့သူကျိုးကရောက်သွားပြီနော်ဟိုဘက်ဒီဘက်လှည့်လိုက်လဲကောင်ရောက်သွားပြီဆိုရင်တာကြီးမခတ်ဘူးဆွဲလိုက်ရုံပဲကျိုးလေးကိုရှောက်လေးနဲ့နည်းနည်းလေးထိန်းထားပြီးတော့မှာလှည့်ပြီးဆွဲသွားလိုက်တစ်ဖက်ပဲမှာခဏမှန်ကွဲပါဆိုတော့မကွဲဘူးနော်ကြည့်လိုက်ပြုတ်သွားပြီရသွားပြီနော်ဒါပဲโอเคဒါဆိုပြီးသွားပြီပြက်နေတဲ့မိုင်းလေးကိုတော့အဲ့တော့ပြန်ပြီးပြုတ်ပြအောင်ဆိုလာစလိုက်အရင်တော့ပထမပေါ်တဲ့ဒါမှန်ကိုကတ်ထားတဲ့အသေးလေးပေါ့ဗျာရန်ခွာမယ်မှန်မကွဲအောင်လို့ခွာတာဒီပုံစံလေးတိုင်းခွာတယ်လို့ကျွန်တော်ကတော့နော်